လေနူအေးသည်တနွဲ့နွဲ့နော့နေစေကိုဆရာဖြစ်တင်ကောလိပ်ကျောင်းဝင်းအတွင်းရှိမြင့်မားလာသောမကြီးပင်ဗရောက်ပင်မယမ်းပင်များသည်လေအရင်တွင်တတွင်တွင်လှုပ်ရှားလျက်ရှိလေသည်အမြင့်ဝဲတင့်ရွက်တစ်ကိုင်းများအကြားကိုဝှေ့၍လေခတ်သဖြင့်တရွှီရွှီမြည်နေလေသည်စောစောကနှင်းတွေတမုံမုံကြထားသဖြင့်ဂွန်းဆိုင်များလိုအဆုပ်လိုက်အခဲလိုက်ဣနေသောနှင်းပွဲများမှာတစ်ကိုင်းအခက်အလက်ဝဲတွဲလွဲခိုကနောက်ဖက်အင်းလျားလန်းစီမှထိုးလာသောနေရောင်ကြီးဦးဝဲငွေသွေးအလှကိုရွှေရည်ပြနေကြလေသည်အမှန်မှာနှင်းများသည်ຫນွေဦးမယ်ကိုကြိုဆို၍စောင်းကိုနှုတ်ဆက်ကြော့သောနှင်းကျွင်းများဖြစ်ကြလေသည်ဒူကြီးတဲကြီးနှင့်ခန့်ခန့်ရရရှိနေသောကျောင်းအဆောက်အုံများမှာကောင်းကင်အပြာကိုနောက်ကျောခံလျက်ဝင်တာမီယာဘက်စိမ့်စိမ့်ညိုသောတောရိပ်တောင်ရိပ်မှအထင်းသာအကွင်းသားပေါ်နေလေသည်ပြည်လမ်းမကြီးပေါ်မှလော်ရီများကားများဘတ်စ်များစသောရထားယာဉ်တို့ဝေါကနေတရိပ်ရိပ်ဖြတ်သွားကြတော့လဲဆရာဖြစ်တင်ကောလိပ်ကျောင်းကြီးမူကားနေမြဲပင်တီရှိလျက်ပကတိတီညီသောအိန္ဒြေတမာပတ်ရန်ဖန်ရန်ခါမျှသာပြောင်းလဲမှုဤပဲ့တင်တန်ဝေလာလေသည်နှင်းနုနုဝဲအားလုံးသောတစ်ပင်ဟုသည်များသည်ကြော့ဝင်းနေသည်ပိုးသားလိုတလွင်လွင်ဣနေသည်မြစီချဲထားသလိုစိမ့်ဆူနေသည်တို့ရာတွင်ကြော့ရာလွင်ရာစိမ့်ရာမဟုတ်သောຫນွေဦးပေါက်လာသဖြင့်ຫນွေဦးပေါက်ရှေ့တော်ပြေနတ်သမီးများမှာကလည်းက၍နေကြလေသည်တိရွက်ချောင်များသည်လေယူဤစီဝါချက်အတိုင်းအကိုင်းအလက်တို့မှဝှေ့လေနှင့်ကြွေကြကာမြေပေါ်တွင်နှစ်ပတ်သုံးပတ်လှိမ့်၍သွားကြလေသည်ကျောင်းအတွင်းရှိလမ်းငယ်များပေါ်တွင်တိရွက်ချောင်များပန်းပွင့်အချောင်များပြန့်ကျဲလျက်ရှိလေသည်တိရွက်ချောင်များအပင်မှထွက်ခွာလာကြသောအချင်းအရာမှာကျောင်းသားကျောင်းသူများအတွက်အတိတ်နမိတ်ဖြစ်လေသည်အကျောင်းမှာတစ်နှစ်ကုန်ပြန်၍ຫນွေကျောင်းပိတ်ရက်အတွက်နေရက်သို့ပြန်ရန်သိပ္ပံကျောင်းကြီးမှထွက်ခွာကြသည့်အခါဖြစ်သောကြောင့်သည်တစ်ပင်ကြီးငယ်များအပေါ်မှကျေးငှက်အပေါင်းတို့မှာတကိုင်းမှတကိုင်းကိုကူးကာနှုတ်ဆက်တီးလင်ကာကိုတီဆိုလျက်ရှိကြလေသည်အထူးသဖြင့်ကမင်းကလေးကျောင်းဆောင်အရှိမျက်နှာစာရှိပန်းယုံအတွင်းမှပန်းများသည်သူတို့၏ရိုးတံညာကိုအောက်သို့ကိုင်းညွကဝိရီအစာအနာကလေးများဆိုစုစီလျက်နေရက်သို့ပြန်သွားကြမည်ကျောင်းသူများအားအောက်မေ့နေကြဟန်ရှိလေသည်အချို့ပန်းများသည်သူတို့၏ချက်လွာကိုကော့ရရော့ဖြစ်စေလျက်ဝင်းစီစလဲများကိုကားနှင့်တင်ကာတဦးပြီးတဦးကျောင်းဆောင်မှထွက်ခွာသွားကြသောစာသင်သူများအားငေးကြည့်နေကြသည့်အသွင်ကိုစောင့်နေကြလေသည်အချို့အားငယ်သောပန်းများသည်စာသင်သူများနှင့်ခွဲခွာရမည်ကိုအောက်မေ့လွန်းလာသဖြင့်မကြည့်ရက်မမြင်ရက်ပြီအလားပွင့်ဖက်ကားကြီးများနှင့်ကွဲကာပုံ၍မျက်စိလွှဲထားကြလေသည်မာနာကြီးသောပန်းပွင့်များမှာသူတို့နှင့်အလှချင်းပြိုင်ကြသောကျောင်းသူများသွားကြတော့မည်ကိုကြိတ်၍ဝမ်းသာကဝိမုံလှကလေးများကိုစော့ကစားကာပျော်၍နေကြလေသည်အမှန်မှာပန်းပွင့်ကလေးများသည်ကျောင်းဆောင်အတွင်းရှိကျောင်းသူများ၏အရေးဖြစ်လေသည်ပန်းပွင့်ကလေးများအလှယူပါယုံကိုမတ်တယ်လို့သူတို့လည်းအလှယူပါယုံကိုမတ်ကြလေသည်ပန်းပွင့်ကလေးများအလှကြိုက်ကြသလိုသူတို့လည်းအလှကြိုက်ကြသည်ပန်းပွင့်ကလေးများလှကုံတိုးသလိုသူတို့လည်းလှကုံတိုးကြသည်ပန်းပွင့်ကလေးများမာနာကြီးသလိုသူတို့လည်းမာနာကြီးကြသည်ပန်းပွင့်ကလေးများချစ်ဖွယ်ကောင်းကြသလိုသူတို့လည်းချစ်ဖွယ်ကောင်းကြသည်ပန်းပွင့်ကလေးများအယုရခံခြင်းသလိုသူတို့လည်းအယုရခံခြင်းကြသည်ပန်းပွင့်ကလေးများအားငယ်၍အလဟတ်သက်စိတ်များသလို
သူတို့လည်းအားငယ်၍အလဟတ်သက်စိတ်များကြလေသည်ကျောင်းသူပန်းကျောင်းသူခြားနာခြင်းမှာတက်ရှိနှင့်တက်မဲ့သာဖြစ်လေသည်ပန်းပွင့်ကလေးတပွင့်သည်မိန်းကလေးကျောင်းဆောင်အထက်ထက်ဝင်းတာမီယာဘက်သို့မျက်နှာပြုနေသောအခန်းတစ်ခန်းအတွင်းရှိမှန်တင်ကုန်၌ရက်ကအလှပြင်လျက်ရှိလေသည်ထိုပန်းပွင့်ကလေးမှာမက်ခင်စီဟုခေါ်သောတက်ရှိပန်းပွင့်ကလေးဖြစ်လေသည်ခါတိုင်းကဲ့သို့အောက်ထက်ဧကန်းဆောင်မှစံတရားတန်ကိုလည်းမကြားရခါတိုင်းကဲ့သို့ဓာတ်ဆက်တခြင်းဖွင့်သံရေဒီယိုတန်တို့မှလည်းအပေါ်သို့တက်တဲ့မြပြန်လွင့်၍မလားခါတိုင်းကဲ့သို့ကျောင်းသူတွေကစားကြသော၆ချက်အတန်များကိုလည်းနားမဆွဲမီသူ့နားထဲတွင်တငယ်ချင်းတွေပြန်လည်နှုတ်ဆက်ကြသောအတန်ပလန်တွေကိုသာကြားနေရလေသည်သူသည်အလှပြင်ပြီးလျင်စပွဲပေါ်ရှိစာအုပ်တအုပ်နှစ်အုပ်ကိုတင်းဆဲကထင်းရှူးတစ်တာတဲသို့ထည့်လေသည်နောက်အပီးမတက်သေးသောနှကန်းစိုးစင်းနှင့်နှကန်းကိုချဲလဲနေပြန်သည်သူဤစိတ်သည်အတီတကြားမရှိလှုပ်သမျှတို့တွင်လည်းတစ်ခုပြီးတစ်ခုအစီအစဉ်နဲ့မလို့တဖန်သူသည်ပရင်းပေါက်မှကြောကအပြင်သို့ငေးနေပြန်သည်အုတ်အောဟုအုတ်အောသည်နှွေဦးကိုကြိုလေသည်အခန်းဝစာခန်းစီလိမ္မော်ရောင်ကြားမှမိမ့်မပြူတအူဤတရံပေါ်လာလေသည်ဝင်ခဲ့လေမိမ့်မပြူတအူဝင်လာသည်မက်ခင်စီသည်သူ့စီပြေးလာလေသည်အော်မေပါကလားနှုတ်ဆက်မလို့လာတာလားမေသည်ခေါင်းကိုညှိလေသည်မေသည်မက်ခင်စီကိုမကြည့်ပရင်းပေါက်သူသာငေးနေလေသည်အပြင်ဘက်ကောင်းကင်အပြာတွင်တိမ်အဖြူများလွင့်ပါနေသည်ကိုမေမြင်ရလေသည်ဟုတ်တယ်စီကိုနှုတ်ဆက်မလို့လာတာမေသည်ကရင်ပေါ်တွင်ဝင်ထိုင်လိုက်လေသည်မက်ခင်စီသည်သူ့ဘက်သို့လှည့်၍ဘယ်တော့သွားမှလဲဟုမေး၏အိုးမေတော့တိတ်ကြောက်တာပဲအခုလေးပဲသွားရမှာမေသည်ကျမ်းပြင်ကိုကြည့်ကခုလေးပဲနေရမှာတော်တော်ကြာမေတယောက်တည်းရှိတော့မှာပဲဟုဆက်ပြောလေသည်မက်ခင်စီမှာဝမ်းနေ၍သွားကမေရဲ့ဒီလိုမပြောပါနဲ့ကွယ်ဘာမှအားငယ်စရာမဟုတ်ပါဘူးမေကလည်းတယောက်တည်းအဖော်မဲမှာမဟုတ်ပါဘူးတော်ကြာမေကိုခင်လာကြမှာပါစီမေတဘောကိုသိပါတယ်မေခုသွားပြီးဆီယာမလောက်ရမယ့်အိမ်ကအိမ်သူအိမ်သားအကြောင်းကိုတော့မေဘာမှမသိဘူးပေါ့ဒါပေမဲ့သူတို့ကစိတ်ကောင်းရှိကြမှာပါမေကလည်းဖော်ဖော်ရွေရွေဆိုတော့သူတို့နဲ့ခင်မင်ပြီးပျော်နေမှာပါစီတိပါရဲ့မေ၏မျက်လုံးများသည်အယောင်လက်၍လာ၏မေအပေါင်းဖော်တွေနဲ့ခင်မင်ပြီးပျော်နေမယ်ဟုတ်လားမေ့ဖို့တကယ်ကောင်းတာစီပဲရှိတယ်စီတယောက်ပဲမေ့ကိုကျင်တာတယ်မဟုတ်သေးဘူးမေကဘသူ့ကိုမှမုန်းတတ်တာမဟုတ်ဘူးမေကအင်မတန်ချစ်တက်ခင်တတ်တာမေကစီလို့မဟုတ်ဘူးဟုတ်ပါတယ်မေသိပါတယ်ဒါပေမဲ့မေနဲ့စီနဲ့ကမတူဘူးစီမှာဆိုရင်ကျင်လာတဲ့အဖေတို့ယူရတဲ့အမေတို့အလိုလိုက်တဲ့အကိုတို့နဲ့တိတ်နေရကြတယ်မိမှဆိုဘာမှမရှိဘူးလောကမှာမေတယောက်တည်းရဲ့နောက်ပြီးပတ်စံအတွက်ဆိုရင်ကောမေတီလက်နှစ်ဖက်ကိုပတ်တာဆက်တယ်လို့ဆက်နေ၏အခုဆိုရင်လက်ထဲမှာငွေ20ပဲရှိတယ်ဒါနဲ့ပဲလောကကြီးမှာနေရမှာမက်ခင်စီမှာမျက်ရည်ကလေးလဲနေရှာလေသည်မက်ခင်စီနဲ့မေမှာအတော်ကလေးချစ်ကြသည်သူတို့သည်အတော်ကြာငြိမ်သက်၍နေကြ၏မေလိပ်စာပေးပါဦးမေခုသွားပြီးဆီယာမလောက်ရမယ့်အိမ်လိပ်စာကိုပေးရမှာပေါ့နော်ဟုမေကိုမကြည့်ပဲမက်ခင်စီကမေး၏ဥပေမောင်မြေပိုင်ရှင်နဲ့တမာတိမြို့ဝင်လိပ်ပြာကန်ပကိုးမျိုးကတဆင့်မေဆိုရင်ရောက်မှာပေါ့မက်ခင်စီသည်လိပ်စာကိုကူးယူရင်းနားထောင်လို့အကောင်းသားဟုပြော၏အိုးမေတော့ပြောမှာမဟုတ်ဘူးအရှင်လက်လက်မြေမြုပ်ခံရမလို့နေမှာပဲဟုပြောပြီးမေ၏မျက်လုံးများသည်
တောက်ပြောင်၍လာပြန်သည်မေရလေကွာဓာကြီးထက်ထက်ပြောနေတာပဲအဆောင်မှုဒေါ်တက်တင်ကိုပကုံးမှာဆီယမလုံးမဲ့အကြောင်းပြောသေးလားဟိုမက်ခင်စီကအဲ့ရလိတ်ကိုလက်နဲ့ပုတ်ကဖုန်ခါရင်းမေး၏ပြောတယ်ဒေါ်တက်တင်နဲ့ဦးပေမောင်ဇနီးနဲ့တိကြရတယ်လေမေရတမျိုးစီရဲ့မိန်းမတွေကိုအာကြီးမုန်းနေရော့နေမင်းနဲ့စီနဲ့မြစ်တာနောင်ကျိုးကတော့ဘယ်တော့မှမပြတ်ဘူးမင်း၏မျက်နှာပုံပန်းသည်မကြည်လင်သောအသွင်ကိုစောင့်နေ၏သူတို့သည်ဝေးခွဲရမှာဝမ်းနေနေကြ၏စီရောမြို့တယ်ဘယ်တော့ပြောင်းမလဲမေရမေး၏မက်ခင်စီမှာရန်ကုန်မြို့တယ်ကန်တော်ကြီးအနီးကံပတ်လန်းတွင်နေ၏တို့ရတွင်ကျောင်းဆောင်မှကျောင်းတက်၏ညနေအိမ်ရလာခေါ်မယ်သူတို့သည်စကားရက်သွားကြပြန်၏အတော်ကြာမှခွဲရန်တော်ပြီဟုအောင်မေသဖြင့်မက်ခင်စီ၏လက်ကိုစုပ်ကားကဲမေးသွားတော့မယ်နော်နှုတ်ဆက်တာပဲဟုမျက်ရည်စားနှင့်ပြုံး၍ဆိုလေသည်မက်ခင်စီသည်မိနာသို့ကပ်လာကခေါင်းကိုအသာညှိလေသည်နောက်သူတို့သည်တယောက်ကိုတယောက်ဖက်ကနမ်းနေကြလေသည်စီမေကိုဘယ်တော့မှမမေ့ဘူးဟူ၍သာမက်ခင်စီကပြန်ပြောနိုင်အားသည်စကားဆုံးလျင်မေသည်သူ့အားပြန်မကြည့်ပဲတခါတည်းအခန်းထဲမှထွက်သွားလေသည်မက်ခင်စီမှာတကားပေါက်ကိုမှီရင်ကော်ရီဒါအချိုးတွင်ကွယ်သွားသောမေကိုငေးကြည့်ကတစ်ချက်ရှိုက်လိုက်သည်သူဤရှိုက်တယ်မှာမေတ္တာဆောင်ကျိုးကိုကြီးခတ်မိသောအတန်ဖြစ်လေသည်မိမာတကောင်ကျက်ဖြစ်လေသည်ငယ်စဉ်ကလေးကသူ့အမေဆုံး၍သူ့အဖေလက်ထဲတွင်ကြီးပြင်းလာရသည်သူ့အမေမှာကကြည်သည်ဖြစ်၏အဖေမှာစံတရားဆရာဖြစ်လေသည်သူ့အဖေသည်ဂုံတည်ရှိသားသမီးများကိုစံတရားအတီးတင်ပေးရသောအခငွေဖြင့်သမီးကိုစောင့်ရှောက်ရလေသည်ထိုအခါကဂုံတည်ရှိသားသမီးများမှာစံတရားတီးသက်မှဂုံရှိသည်ထင်မှတ်သောကာလဖြစ်လေရာဝင်ငွေအတော်ဟန်ကြသဖြင့်သမီးကိုရန်ကုန်ဒိုင်အိုမင်းကလေးကျောင်းတွင်ကျောင်းအိတ်ကျောင်းစားထားနိုင်လေသည်သူ့အဖေ၏တဘောမှာသူ့သမီးကိုအမေလိုအကမကောင်းစေခြင်းသူ့လိုလဲစံတရားမတော်စေခြင်းလောကအလယ်တွင်တင့်တယ်စွာသာနေစေခြင်းသည်တို့ရာတွင်မိမာစံတရားကောင်းကောင်းတီးတက်လေသည်10တန်းအောင်သောအခါအဖေကဆရာဖြစ်တင်ကောလိပ်ကျောင်းတွင်နေစေလေသည်ဆရာဖြစ်လက်မှတ်ရလျင်ဆရာမလုပ်၍သူ့ဘဝကိုခရီးသွားရန်ဖြစ်လေသည်တို့ရာတွင်သူ့အဖေမှာမေကောလိပ်ရောက်သည့်ပထမနှစ်ကပင်ဆုံးသွားလေရာမိမာလောကကြီးအလယ်တွင်တယောက်တည်းကြံ့ရစ်ခဲ့လေသည်သူ့အဖေထွားသွားခဲ့သောငွေမှာဒုတိယနှစ်စာတင်ချိန်နှင့်အပီးထိသာခံလေသည်ဆောင်မွဲတွေပြီး၍ကျောင်းပိတ်သည့်အခါမိလက်ထဲတွင်ငွေ20ကျော်ကျော်သာကြံ့ရစ်လေသည်ကံအားလျော်စွာပဲခူးမြို့မြေပိုင်ရှင်ဦးပေမောင်၏သမီး2ယောက်ကိုအင်္ဂလိပ်စာသင်ပေးရန်နှင့်စံတရားသင်ပေးရန်ဆရာမအလုပ်ရလေရာယခုကျောင်းပိတ်ချင်းပဲခူးသို့အလုပ်ဝင်ရတော့မည်မေသည်သူ့အခန်းထဲရောက်လျင်ရောက်ချင်းအိယာလိတ်တစ်တာစသည်ကိုအပီးအစီတုံနှောင်နေလေသည်တရေတစ်တာကိုမူမပိတ်သေးပဲစပွဲပေါ်တချို့အန်ဆွဲပေါ်တချို့ကြံနေသောပစ္စည်းကလေးများကိုတင်ဆဲနေ၏အန်ဆွဲထဲမှဖဲပွင့်အစိမ်းနုကလေးလေပင်စီး၍တကလက်နှင့်လှုပ်ထားသောကြောင်နက်ရုပ်ကလေးကိုယူကာတစ်တာထဲသို့ထည့်လေသည်သူသည်ကြောင်များကိုအလွန်ချစ်၏ကြောင်များသည်သူ့ကိုဘယ်တော့မှမကုတ်ကြသူ့ပေါင်ပေါ်တွင်လာထိုင်ကချစ်ဖွယ်ဂီတတဲ့ငိမ့်ငိမ့်ကလေးနှင့်ချွဲနွယ်နေတတ်ကြ၏နောက်ဆုံးတွင်မေသည်သူ့ကိုပိုးနေသောပကြီးစရာတအူးပုံတူရေးဆွဲပေးသောပုံကားကိုစပွဲမှယူကာကြည့်လေသည်ပကြီးစရာပြုံမှာမေအား
မျက်နှိုးသမျှချစ်သမျှအရာကိုပကြီးစေးပေါ်တွင်အနုပညာဖြင့်ချေမုံတထားဟန်တူလေသည်မေသည်ပုံကားကိုကြည့်၍ပြုံးကားတစ်တာထဲသို့ထဲလိုက်လေသည်တိမ်ဆဲ၍ပြီးလေပြီအိယာလိတ်စာအုပ်တစ်တာတရေတစ်တာတို့ကိုစီး၍ထားပြီးလေပြီမေသည်အဆောင်မှုဆရာမကြီးဒေါ်တက်တက်ကိုနှုတ်ဆက်ရန်အောက်ထပ်သို့ဆင်းသွားလေသည်ဆရာမကြီးမှာသူ့ရုံကန်ထဲတွင်စရင်တစ်ခုကိုကြည့်လျက်ရှိလေသည်မေသူ့အခန်းထဲသို့ဝင်လာလျင်ဆရာမကြီးသည်မော့ကြည့်လေသည်အော်မေပါကလားကျမဆရာမကြီးကိုနှုတ်ဆက်ဖို့လာပါတယ်မေရဖြေအေးတခါတည်းပကိုးသွားရမှာပဲမဟုတ်လားအေးဂေဇက်ကိုတော့ဟိုကပဲသတင်းစာထဲမှာကြည့်ပေါ့အောင်ပါလိမ့်မယ်ကွယ်အောင်ပါဟဲ့မေသည်နောက်ထပ်ပြောရန်မရှိသဖြင့်အခန်းထဲမှထွက်သွားရန်ခြေလန်းလေသည်ဟေးခဏလာပါအောင်ကွယ်ဆရာမကြီးကထက်ခေါ်သဖြင့်မေသည်ပြန်လာရပြန်လေသည်ဒီစာကိုဥပိ္ပမောင်သမီးဒေါ်ငိမ့်ခင်ကိုပေးထားဖို့မင်းအတွက်ထောက်ခံစာပဲအေးနောက်ကိုကြီးပွားဖို့ဆရာမကြီးဆုတောင်းပါရဲ့ပြောကမေ့လက်ထဲသို့စာအိတ်တစ်ခုထည့်လေသည်ဆရာမကြီးသည်ပြောရန်ပြီး၍မေ့ဘက်သို့ကြောပေးစဉ်မေလဲထွက်လာခဲ့လေသည်မေသည်သူ့အခန်းထဲသို့ရောက်လျင်ရောက်ချင်းပထမပြုလုပ်သောအရာမှာဆရာမကြီး၏စာကိုအသာခဲတံနှင့်နေရာမပြတ်အောင်ဖွင့်ဖောက်၍ဖတ်ခြင်းဖြစ်လေသည်ဆရာဖြစ်တင်ကောလိပ်ကျောင်းပြည်လန်းရန်ကုန်ချစ်သောမငိမ့်ခင်မေအားမငိမ့်ခင်တို့အိမ်အတွက်ဆရာမလုပ်ရန်ကျမကမိတ်ဆက်ပေးသည်ကိစ္စမှာတာဝန်ရှိသလောက်တော့ရှိသည်ကိုကျမသိပါသည်ကျမတခုထောက်ခံချင်တာကတော့မေဟာမငိမ့်ခင်လို့ဆန္ဒအတိုင်းသာမဖြစ်ဘူးထင်ရင်အခုလိုမေအတွက်စာရေးပေးမှာမဟုတ်ဘူးကျောင်းဆောင်မှာကျမမေနဲ့အခက်မတင်တာတွေ့ရပေမဲ့သူ့သဘောတကာရမှာကြီးလေးတဲ့အပြစ်တော့မမြင်မိဘူးနောက်ပြီးကျမဝန်ခံရမှာမေဟာညံပါတဲ့ကျောင်းသူတူတဲ့ပညာဘက်မှာတော်ပါတယ်သူအင်္ဂလိပ်စကားကိုနားထောင်ကောင်းလောက်အောင်ပြောတတ်တယ်ဒိုင်အိုစီစဉ်ကျောင်းထွက်ဆိုတော့တွတ်တာပေါ့မေးဆိုတဲ့နာမည်ဟာလဲဗမာနာမည်မှမဟုတ်ပဲအင်္ဂလိပ်နာမည်မေးပညာရေးချင်းနဲ့ပတ်သက်လို့တော့စိုးစရာတကွက်မရှိပါဘူးစန္ဒယာတီအလွန်ကောင်းတယ်မြန်မာတချင်းတန်ကြီးတချင်းကန်ကိုကြကြနာနာကျွမ်းကျင်တယ်အထူးသဖြင့်ပတ်ပြိုးကိုနိုင်တယ်အင်္ဂလိပ်တချင်းအတန်အင့်တက်တယ်ဂီတဘက်မှာအရွယ်နဲ့မလောက်အောင်တော်ပါရဲ့ပထမသူ့ကိုစတွေ့ကစားတော့ဘော်ကြောင့်မိန်းကလေးလို့ထင်မလားမပြောတတ်ဘူးဒါပေမဲ့အရေးလေလာတဲ့အခါမှာဒီလောက်မဆိုးဘူးဆိုတာတွေ့ရပါလိမ့်မယ်မငိမ့်ခင်တို့အိမ်သားအလုံးသမီး2ယောက်ပါကြမ်းကြမ်းမာမာရှိကြလိမ့်မယ်လို့ယုံကြည်ပါတယ်ဆုလည်းဆုတောင်းနေပါတယ်အော်တခုမိတ်နေတယ်မေကကြောင်တွေကိုအင်မတန်ချစ်တတ်တယ်ချစ်တာမှလွန်လွန်ကဲကဲကိုချစ်တယ်ခင်သက်တင်မေဒီစာကိုအပြန်အလှန်ဖတ်ပြီးလက်ပေါ်တွင်မေးတင်လျက်အတန်ကြာငိမ့်နေလေသည်နောက်သူသည်တစ်ချက်ရီကစာကိုအဆုပ်အမှောင်မှဖြစ်အောင်စုပ်ဖြဲကအောက်သို့လွတ်ပစ်လိုက်၏စက်ကူအပိုင်းစာများသည်ဇန်ရင်တက်ကတစ်ရွက်ချောင်းများနှင့်အတူရောလျက်ရှိနေလေသည်